ဟိုရောက်ရှိနေရတော့မြောင်းကလာမှာရှိတယ်မလမှုဖျားပဲဖြစ်ပါလားနောက်ဆုံးမန္တလေးနဲ့အားလို့တော့ဟဲ့ဘယ်လိုလဲနာမည်မင်းတို့ဟိုအဲ့ဒီကတော့နောက်လို့မျိုးလို့ပြောတာအဲ့ဒါကတော့ဒီမှာလည်းမင်းနဲ့ဘုံဘုံကြီးနေတော့လည်းနည်းနည်းချင်းနေလို့ဒီနားနဲ့တော့ရှိနေတယ်ဒါကြည့်ဒီနေ့မှဒီဘက်ကိုတက်တာအခုဒီနားလေးပြည့်တဲ့ကမှဒါကတော့ထိုင်းတော်မူရောက်သွားတော့ပဲဖြစ်ပါတယ်ဘုရားကအဲ့လိုပြောလိုက်တဲ့တော့ခရီးတော်နာမည်ဘုရားပြောတဲ့ကတော့သဘောကျစိတ်လိုက်တာဒီလိုပြောတယ်ကဲဆက်ကြအောင်ပတ်သက်တော့မင်းနဲ့မတွေ့နေအောင်ရှင်းရမယ်ဒီမဲလမှုဖျားတော့တမိုင်းဝင်ဖျားတဆူလည်းဖြစ်တယ်နောက်ပြီးတော့ဟိုဘက်ထဲမှာဟိုမိချောင်းရုပ်ကြီးနဲ့အထဲမှာစီဒီရုပ်ပွားတော်လည်းအများကြီးရှိတဲ့နေရာတနေရာတော့ရှိတယ်ဒါအရှိဆိုရင်တော့ဈေးတန်းလက်ဆောင်ပစ္စည်းဝင်လို့ရတယ်ပြီးတော့တခြားလိုအပ်တဲ့တုံးဆောင်တွေအဖျားဖို့အတွက်လိုအပ်တဲ့ပစ္စည်းသမီးကြည့်ရင်လည်းလုံလို့ရပေါက်ချုံမှာဟိုဟာဟုတ်တာရောဆက်ဆိုင်လေးပါညက်မဟုတ်ကလေးလေးပါဟောတော့ဒါလိုဆိုင်ရှေ့ဆိုရင်ဟိုဘက်မှာတော့ဘေးချောင်းရုပ်ကြီးရှေ့ကတော့ဟိုဒီမြန်မာပြည်မှာတော့ဒီငမိုးရိပ်မိချောင်းဆိုပြီးနာမည်ကြီးရပေါ့ဇလန်းပေါ့အဲ့ဇလန်းနဲ့ထဲကစက်ကောင်တစ်ခုဖြစ်တာငမိုးရိပ်မိချောင်းထဲဝင်มาပဲဖြစ်ပါတယ်လက်ညှိုးလေးနဲ့တို့ယူလိုက်ပြီးစောင့်ချော်လို့ရွယ်ရောက်တဲ့ဒီနော်ရွယ်ရောက်တဲ့ခါကျတော့ဘိုးတော်တရားမင်းကသူ့ရဲ့ကြောက်ကြလေးကိုဒါတော့သူနဲ့ပတ်သက်တဲ့ဇလန်းပေါ့သာသနာပြုတဲ့ပုဂ္ဂိုလ်လူကလွတ်ပြရမှာဖြစ်တဲ့အတွက်သူလည်းကြောင်းထားနေလို့ဒါတော့ဒီဖျားနဲ့ပတ်သက်တဲ့ငလမှုဖျားဇလန်းအကြောင်းပဲဖြစ်တယ်တရားမင်းကမသိရှိပါဘူးเนาะတွေ့တဲ့ခါကျတော့ဘယ်လိုတရားမင်းကနေပြီးတော့မြေတာရတဲ့အကြောင်းပြောဆိုလို့မလည်းဘူးနောက်ပါကိလေသာယတိချာမှာလက်ထက်လေးကတော့ကလည်းတဲ့တရားပြီးတဲ့ခါကျတော့လက်ထက်ချင်းလက်ထက်ချင်းပြီးတဲ့ခါကျတော့လက်တွေကိုပြန်တက်တော့တဲ့အချိန်မှာလူပြီးမှာကျန်တဲ့လည်းမတရားနေပါကိလေသာယတိရတယ်ဆိုတော့ခြေသားလေးကိုပြောတော့တယ်လက်ထက်ပြီးတောင်းနေတာပြန်သွားတယ်ဘုရားတရားမင်းတရားမင်းရနေပြီးတော့နော်အဲ့ဒါပြန်သွားတဲ့ခါကျတော့ဒီဘက်ကနေလည်းတရားတွေပါကိလေသာယတိရတယ်ဆိုတော့ခြေသားလေးကိုစီလိုပြီးတော့အခြေခံနေတယ်ပြောဆိုရင်ဘုရားတရားများပြီးတော့တဲ့ဒီနဲ့ခြေလိုပြမှာဖြစ်ပြီးတော့မလမှုကြီးကောက်ဆောက်ခံပါခင်ဗျာအဲဒီအချိန်မှာသူမိတာသူ့မှာလည်းသူ့နဲ့သူ့မိတာနဲ့သမီးပြောတာရှိတဲ့ခါကျတော့အဲဒီမလမှုကြီးရောက်လာဆိုတဲ့တော့နော်ဒီငါရောက်ဆောင်ပြီးတော့ခြေသားတွေကိုလည်းပြီးတော့ဒီသားတွေလည်းသူ့စီပါတယ်နော်ခြေသားတွေလည်းတူပြီးတော့ပြေးသွားနေတယ်ဒီအရှိဟာတော့တမိုင်းကြောင်ဒီဖျားတမိုင်းကြောင်သေးသေးပြပြတဲ့ဦးလေးတယောက်ကျမ်းမာတော်လို့ကျမ်းနေတဲ့သမီးမတော်လို့မင်္ဂလာသမီးကိုဝေးပါပါတယ်ခင်ဗျာကျမ်းတဲ့နေ့တွေကိုခြေသားတွေကမလမှုတီရောက်ပူဆောင်လို့မလမှုလည်းပဲနေရင်းသားလို့
ပုဂ္ဂလဘာမင်းကြီးမွေးဖွားပါတယ်ဝေဘာလို့ရွေးရောက်တဲ့ဆိုရင်ဘုရားတိတ္တယတိယနေပြီးတော့တိုင်းကိုချုပ်မြေတွေကိုတင်ပြပြီးတဲ့အခါကျတော့သာသနာပြုစီလွတ်လိုက်ပါတယ်သာသနာပြုစီလွတ်တဲ့ဆိုတော့ဖရာမတို့သိရှိတဲ့နော်ရှိလို့ဒီမှာကြီးတင်ကုန်တရဘုန်းတော်မှာတည်ထားပါတယ်ခင်ဗျာ ဒီမိချောင်းထဲမှာတော့ဖျားနဲ့ပတ်သက်ပြီးတော့အသေးစိတ်တွေကိုဒီဖျားဖြစ်ပေါ်လာတဲ့အသေးစိတ်တွေကိုတစ်ခုချင်းစီရေးပြထားတယ်ရုပ်ကြပတ်ကြီးတွေနဲ့အထဲမှာလည်းဒီဖျားသမိုင်းကြောင်းပြပြတဲ့ဦးလေးတယောက်ရှိတယ်ဒါကတော့မိချောင်းခေါင်းပေါ့ဦးခေါင်းပေါ့ဒီမြန်မာပြည်မှာတော့မိုးရိပ်မိချောင်းနဲ့ပတ်သက်တဲ့ဇာတ်ကတော့နည်းနည်း hit ဖြစ်တယ်ပေါ့အားစေးလာပြီ ငါးကြလေးကျွေးလို့ရကျွေးမှာလားငါးကြလေးကပိုစာလေးကျွေးမှာငါးလေးတစ်ကောင်နဲ့ရ17ကောင်နဲ့တော့ဒါကတော့မြန်မာပြည်ဖျားเจ้าကတော်တော်များများရှိတယ်ဒီရဟန္တာတော့ရှင်ဥပဂုတ်တာပဲဖြစ်တယ်ဒီမြန်မာပြည်မှာရှိတဲ့ဇေတီเจ้าကပထိုးများရဲ့ရေကန်တိုင်းမှာတော့နီးပါးရှိရပေါ့ရှင်ဥပဂုတ်တာရုပ်ပွားတော့နေရာတော်တော်များတော့ဒီမြန်မာပြည်မှာရှိတဲ့နေရာတော်တော်များကန်တိုင်းမှာတော့ငါးထိတ်မွေးတယ်ဖျားเจ้าကန်တိုင်းမှာပဲလက်ရည်ထိတ်မွေးတယ်ပြီးတော့ငါအဲ့ဒီငချင်းနေပြီးတော့ဇလားပြားငါတို့တခြားတော့ငါမျိုးစိတ်တွေထိတ်မွေးဒီထဲမှာတော့ရှိရင်ငါတော့ငချင်းတုံးမဟုတ်ဟိုမှာတော့လိတ်ငချင်းနေဖြစ်ဖို့မရတာဘာလို့ဆိုအကောင်တွေကတော့တော်တော်ကြီးဖျားဟိုဘက်ချမ်းမှာတော့ပဇွန်တောင်ချောင်းရှိတယ်ပဇွန်တောင်ချောင်းမိုးရွာတော့ရေနေတက်တယ်ဒါလေးအားလုံးကတော့ဖျားဖို့တွေပဲဒါကတော့ဖျားနဲ့ပတ်သက်တဲ့တမိုင်းကြောင်းလေးရှင်းပြတဲ့နေရာပေါ့အခုတော့ပိတ်ထားလိုက်ပါပြီတော့မြောက်ကလာမှာဖျားရုပ်ပွားတော့ပေါ့ဒါကတော့မြောက်ကလာမရှိတဲ့မလမှုစီပဲဖြစ်တယ်မတ်တာတော့ဖုန်းလာမတ်တာဝင်လာတော့နီးနီးလေးပေါ့မလမှုဖျားတခါတွေ့မြင်ရမယ်ဖုန်းမြော်ရမယ်ဒါရုပ်ပွားတော့ကိုဤကျမ်းမှာအင်ဒိုနီပြေဆုံးဖျားတော့ဒီနေ့ကတော့ဂျိုင်းဖြစ်တဲ့ဖျားမှုတွေလားဖူးတယ်လားနည်းငယ်ပဲရှိတယ်ဒေချန်တဲ့တွေဆူတောင်းတဲ့တွေကတော့ရှိပါတယ်ဒီပေါ်ရဲ့ခဏတန်လေးကကာယတော်မိသားစုကိုသတ်ပါပါကြတော့
ဘာလို့လဲ အဲ့မှာတိုင်းရင်း ဒါကတော့ဟိုနေပေါ့ပုံစံတန်းလမ်းပေါ့လက်ဆောင်ပစ္စည်းဝယ်လို့ရတယ် ဘုရားခရီးတဲ့ဆိုတော့ကံကရာအဲ့လောက်ကိုခဏဆင်လိုက်